လုံးမဲမကလာပါရှင်ဒီနေ့မှာတော့ KG တတမီမီတို့အတွက်ကကြီးကနေငါးထီရင်းနီလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ပြီကကြီးရေးမယ်ဆိုရင်တစ်ချက်နှစ်ချက်ကကြီးကနှစ်ချက်ရေးရတာပါဟုတ်ပြီနောက်တစ်ခေါက်ပြန်ရေးပြပါမယ်ရှင်ဟုတ်ပြီကကြီးရေးမယ်ဆိုရင်တစ်ချက်နှစ်ချက်ဟုတ်ပြီနှစ်ချက်ဆွဲရတာပါကကြီးကဟုတ်ပြီခကွေးဆိုတော့ခကွေးရေးမယ်ဆိုရင်ဒီချေတို့ကမြင်းချောင်းသားလေးကိုဒီလိုလေးကတ်မယ်ကတ်ပြီးတော့ဒီလိုလေးခွေးလေးရေးလိုက်မယ်ခကွေးဘယ်နောက်တစ်ခေါက်ပြန်ရေးပြပါမယ်မြင်းချောင်းသားလေးကိုလေးကတ်ပြီးတော့ခွေးလေးရေးလိုက်မယ်ခကွေးပါဟုတ်ပြီကားငယ်ရလည်းတစ်ချက်ပဲဆွဲရတာပါကားငယ်တစ်ချက်ဒီလိုလေးတစ်ချက်ဝိုင်းလေးတစ်ချက်ပဲကားငယ်ပြီးသွားရင်ဒီချက်တို့ကငါကကြတော့အောက်ကနေပြီးတော့ဝိုင်းရမှာအပေါ်လေးကိုဒီလေးဝိုင်းလိုက်မယ်တစ်ချက်ပဲငါအောက်ကနေအပေါ်လေးကိုဒီလေးဝဲဝိုင်းမယ်ငါဟုတ်ပြီဒါကတော့ဒီချက်ရေးပြတဲ့ KG တတမီမီတို့အတွက်ကကြီးရဲ့ခကွေးရဲ့ကားငယ်ရဲ့ငါးရဲ့ပဲဖြစ်ပါတယ်ရှင်